တန်းစင်ကတော့ပွဲထိုးတက်ခွင့်ရဖို့အတွက်မျက်လုံးစစ်စစ်ဖို့ဘန်ကောက်မြို့ကိုပြန်ပြီးတော့ထွက်သွားပါအားလုံးပဲမင်္ဂလာပါဗျမာရှယ်မီနီယမ်မြန်မာနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါကျွန်တော်တို့တန်းစင်ကတော့လွန်ခဲ့တဲ့ဒီလပိုင်းတုန်းကပွဲမှာဆိုလို့ရှိရင်တော့မျက်လုံးမှာ sport တစ်ခုတွေ့ရတဲ့အတွက်ကြောင့်မလို့ဒါပွဲကနေပြီးတော့ကျမရေး medical pass မဖြစ်ဘူးပေါ့နော်အေးအတွက်ကြောင့်မလို့ဈေးကန်ပြရတယ်ပေါ့နော်ဈေးရုံမှာပြတဲ့အခြေအနေမှာအဓိကအဖြစ်မျက်လုံးထဲမှာအဆက်လေးတစ်ဆက်တွေ့ရတဲ့အတွက်ကြောင့်မလို့ဆရာဝန်တွေကအရင်ကြီးစိုးရင်စရာမရှိဘူးဒါပေမဲ့တစ်လဝန်းကျင်အနားယူရမယ်ပြီးလို့ရှိရင်ဆေးပြန်ဆရာမယ်ဆိုတဲ့ပုံစံမျိုးနဲ့ညွှန်ကြားလိုက်တာဖြစ်ပါအခုဆိုလို့ရှိရင်တန်းစင်ကဒါဘန်ကောက်မြို့ကိုပြန်ပြီးတော့သွားပြီပေါ့နော်အဓိကအဖြစ်သူ့အနေနဲ့ဝမ်ချင်မင်ရှင်မှာပြန်ပြီးတော့ပွဲထိုးခွင့်ရဖို့အတွက်ကိုဆေးဆရာမှာဖြစ်ပါဒီအနေထားမှာ medical pass ဖြစ်မှသာလျှင်သူ့အနေနဲ့ဝမ်ချင်မင်ရှင်ကသူ့ကိုပြန်ပြီးတော့ပွဲပေးဖို့အတွက်စီစဉ်မှာဖြစ်ပါဒီအတွက်ကြောင့်မလို့တန်းစင်ရဲ့ပွဲကကျွန်တော်ထင်နောက်ထပ်2လ3လလောက်တော့လိုအောင်မယ်လို့တော့ထင်တယ်ဘာလို့လဲဆိုတော့အခုစစ်တယ်တန်းပြီးတော့အောင်သွားတယ်ဆိုရင်တော့မှပဲအေးချိန်ကြတော့မှဒါ medical pass ဖြစ်တယ်ဆိုရင်ဝမ်ချင်မင်ရှစ်ကနေပြီးတော့သူ့အတွက်ပြန်ပြီးတော့ပွဲစီစဉ်ပေးတာတွေပြီးတော့ပွဲတွဲဆိုင်ကတ်တာတွေအဲ့လိုပုံစံမျိုးတွေလုပ်အောင်ပါပေါ့နော်ဒီအတွက်ကြောင့်မလို့တော့အချိန်တိုင်းတာတစ်ခုတည်းရောတန်းစင်ကိုကြိုးဝိုင်းမှာပြန်မြင်ရဖို့တော့နည်းနည်းလေးတော့စောင့်အောင်မယ်လို့တော့မြင်ကျွန်တော်ကတော့ဒါတခါတည်း medical pass ဖြစ်သွားပြီးတော့ဒါပွဲထိုးခွင့်ပြန်ပြီးတော့ရဖို့ပဲအဓိကဆူတောင်းပေးခြင်းပါဘာလို့လဲဆိုတော့ကစားသမားဘဝမှာတော်တော်လေးကိုငယ်သေးတယ်ဒါအသက်20ပတ်ဝန်းကျင်ပဲရှိနေသေးတဲ့အနေအထားတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့မျက်လုံးတန်ရာကအရင်ဆိုးဆိုးဝါးဖြစ်တယ်လို့တော့သူတို့လည်းမပြောဘူးပေါ့နော်ဒီက sport တစ်ခုတွေ့ရဒီကောင်ကိုနည်းနည်းလေးအချိန်ပေးပြီးတော့တစ်လဝန်းကျင်လောက်နားပြီးတော့ကုသဖို့ဆိုတဲ့အနေအထားလောက်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဈေးကူးခဲ့တာကလည်းဒါဘန်ကောက်မှာဆိုတော့ဘယ်လိုပဲနေတော်တော်လေးကိုကောင်းတဲ့ဈေးရုံတွေမှာပြခဲ့ရပဲဖြစ်ပုံများတယ်ဒီအတွက်ကြောင့်မလို့တော့တန်းပြီးတော့ပွဲပြန်ထိုးခွင့်ရသွားမယ်လို့တော့ထင်ပါတယ်ဒါမဲ့ဆေးစစ်တဲ့ရလက်ကိုတော့တစ်ချက်တော့ပြန်ပြီးတော့စောင့်ကြည့်အောင်တန်းစင်ကဘယ်လိုပဲနေသူ့အနေနဲ့ဆရာဝန်တွေကနားခိုင်းတဲ့ period ကျော်သွားပြီဆိုတာနဲ့ training တွေကိုသိချပြန်လုပ်နေတယ်တက်တော့ဗီဒီယိုတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါထုံးလွှင့်မှုနဲ့ clinch ပိုင်းတွေတည်တည်ချာချာလေးလေ့ကျင့်နေတာကိုတွေ့ရဘယ်လိုပဲနေစူးစမ်းတဲ့ကစားသမားတစ်ယောက်ပြီးလို့ရှိရင်ဒါပညာပိုင်းညာလည်းတော်တော်လေးကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ထပ်ပြီးတော့တိုးတက်စရာတွေတက်တည်ပြစရာတွေအများကြီးရှိသေးပါတယ်ဒါမြန်မာပြည်သက်တွေအနေနဲ့ကတော့သူ့ရဲ့ဒါမာကုံပိုင်းကိုအရင်ကြီးတော့သဘောတော့မချကြဘူးပေါ့နော်ဒါမဲ့လည်းငယ်သေးတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ပွဲတွေထိုးရင်းနဲ့ဖြည်းဖြည်းချင်းဒါစိတ်ပိုင်းဆိုင်ရာရင်းချက်မှုပို့ပြီးရှိလာရဲဆိုလို့ရှိရင်အရင်ပုံစံမျိုးထပ်ပို့ပြီးတော့ကောင်းကောင်းမွန်မွန်တုံ့ပြန်နိုင်မယ်လို့တော့ထင်ပါအဓိကအဖြစ်မာကုံနှိမ့်လားဆိုတော့နှိမ့်တော့နှိမ့်တယ်တခြားမြန်မာကစားသမားတွေဒီလောက်တော့မမဘူးပေါ့နော်ဒါမဲ့လည်းသူ့မှာပညာပိုင်းနဲ့ကောင်းတဲ့အတွက်ကြောင့်မလို့တကယ်တမ်းကိုယ်ထိုးခံရလို့ရှိရင်နည်းနည်းမချိန်သွားပဲနဲ့ပညာကောင်းနဲ့တုံ့ပြန်နိုင်လို့ရှိရင်ဒါကြော်ထွက်နိုင်တဲ့အခြေအနေအများကြီးရှိရလို့မြင်ပါဥပမာပေးရမယ်ဆိုလို့ရှိရင်ဒါဆွန်ရက်တို့ဘာလို့ဆိုလို့ရှိရင်မာကုံအရင်ကောင်းလားဆိုတော့မဟုတ်ဘူးဒါပေမဲ့သူ့အနေနဲ့သူနှိမ့်သွားတဲ့အနေအထားတစ်ခုရောက်လို့ရှိရင် clinch ပိုင်းမှာပညာစုံတယ်ဘယ်လိုမျိုးပူးလိုက်ရမလဲဆိုတာသိရယ်ဘယ်လိုမျိုးအတိုင်းအတာတစ်ခုထိအချိန်ဆွဲရမလဲပြီးတော့ဘယ်လိုမျိုးအထိုးမခံအောင်နေရမလဲဆိုတာသိရယ်ပေါ့နော်တန်းစင်နေနဲ့ဒါမာကုံပိုင်းနဲ့နှိမ့်တယ်ဆိုရင်တော့မှပဲသူ့အနေနဲ့မူးဝေသွားတဲ့အချိန်မျိုးဆိုလို့ရှိရင်တခြားပိုပြီးကောင်းမွန်တဲ့တုံ့ပြန်စရာနည်းလမ်းတွေအများကြီးရှိပါအခုအချိန်ဒီမှာဆိုလို့ရှိရင်တော့တန်းစင်တို့ဘက်ကလည်းတေချာပြင်ဆင်ထားပြီးနောက်ပြီးလို့တော့ထင်တယ်ပေါ့နော်ဒီတော့ကြောင့်မလို့တန်းစင်ကိုကျွန်တော်ကနောက်တစ်ပွဲမှာဘယ်လောက်ထိတိုးတက်လာမလဲဆိုတာတော့တော်တော်လေးစောင့်ကြည့်ချင်ပါသေးတယ်ဘလိုပဲတင်ဒီမျက်လုံးတန်ရာနဲ့ပတ်သက်ပြီးတော့လေကျွန်တော်အနေနဲ့တော့ဒီလိုမျိုးစောစောသိလိုက်တာပို့ပြီးတော့ကောင်းတယ်လို့မြင်တယ်ပေါ့နော်စောစောသိရဆိုအနည်းဆုံးတော့ဒါဝမ်ချင်မင်ရှစ်ဘက်ကနေလည်းဒီကစားသမားမှာဒီလိုမျိုးတန်ရာရှိဘူးလေဆိုလို့ရှိရင်နောက်ပိုင်းပွဲမထိုးခင်အောင်ပွဲပြီးစိတ်ပြန်စစ်တဲ့အပိုင်းတွေမှာပါဒီမျက်လုံးကိုတောက်လျှောက်တတိထားပြီးတော့စောင့်ကြည့်နေမယ်လို့ထင်တယ်ဒီလိုမျိုးဆိုလို့ရှိရင်မြန်မာလက်ဝဲကစားသမားတွေဖြစ်လိဖြစ်တာရှိတဲ့အတိုင်းအရန်ကြီးစိုးစိုးဝါးဝါအချိန်နောက်ကျပြီးမှသိရတော့သိရင်တော့မှပဲပြီးပြီးတော့ထိုးနေရတော့အဲ့လိုပုံစံမျိုးတွေမဖြစ်သွားလောက်ဘူးပေါ့နော်ဒါထုံးနေမိုးလဲတော့ဆိုလို့ရှိရင်လည်းခွဲစိတ်မှုတွေရှိရတာနဲ့နည်းနည်းလေးပွဲလက်ခံထားတာတွေဒီလိုကိစ္စတွေနဲ့မျက်လုံးကပိုးပြီးတော့ထိခိုက်သွားတယ်ပေါ့ဗျာဝမ်ချင်မင်ရှစ်ပွဲစီမှာတော့ဒီလိုမျိုးလုပ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကြိုက်ခိုင်မှုမပြေပါဘူးဆိုလို့ရှိရင်လုံးဝပွဲကိုမပေးဘူးရှင်းတယ်ဒီအတွက်ကြောင့်မလို့စောစောစီးစီးသိလိုက်ရလဲအများကြီးကောင်းတယ်လို့မြင်ပါတရှိမြန်မာကစားသမားတွေထဲမှာဆိုလို့ရှိရင်လည်းဒါဒဏ်ရာနည်းနည်းလေးများတဲ့ကစားသမားတွေရှိရပေါ့နော်အဲမွေတော့ပါလို့ဆိုလို့ရှိရင်လည်းဒါနောက်ထောင်းထိုးခံရတာတော်တော်လေးများတဲ့အတွက်ကြောင့်မလို့ကျန်းမာရေးပြဿနာတွေတော့ဂရုစိုက်စေချင်တယ်ငယ်တော့ရွယ်တော့ဘာမှမဖြစ်ဘူးဆိုပေမဲ့ကြီးလာလို့ရှိရင်ခန္ဓာကိုယ်က recover ဖြစ်ဖို့ခက်လာလိမ့်အေးချိန်ကြလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့ခံရတယ်ပေါ့ဗျာကျွန်တော်တို့ရှေ့မှာဒဏ်များခဲ့တဲ့ကစားသမားတွေဆိုရင်အသက်ကြီးလို့ရှိရင်တော်တော်လေးကိုပို့ပြီးတော့ခံရနိုင်ခြင်းများပါတယ်ကျွန်တော်တို့မြန်မာကစားသမားတွေကိုတယောက်မှအဲ့လိုမျိုးမဖြစ်စေချင်ဘူး
ဖြစ်နိုင်လို့ရှိရင်ဒီစနစ်အသာစီးနဲ့ကိုမခါပဲနဲ့ကိုနိုင်စေချင်တာဒါတန်းစီနေနဲ့လေဒီကျမရေးဆေးစစ်ချက်မှာ medical pass ဖြစ်ပါစေလို့ပဲကျွန်တော်တို့ပေးချနေပြီးတော့ဆုတောင်းပေးလိုက်ပါအဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျနိုင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်